ကံတစ်ခုတည်းကအကျိုးပေးတယ်ကံတစ်ခုတည်းကဆုံးဖြတ်တယ်လို့လေအစွန်းရောက်တဲ့ကမ္မဝါဒကိုလက်မခံရဘူးအစွန်းရောက်တဲ့ကမ္မဝါဒဆိုတာပုပ္ပိကတဟေတုဒိဋ္ဌိလို့ခေါ်တယ်ဘာပဲလုပ်လို့ဒီဘဝကြုံရတာဟေ့အတိတ်ကလုပ်ခဲ့လို့ညမာတွေပြောလိုက်တယ်ကိုကံမဲနဲ့ဟောကံကြီးလည်းပုံမချရဘူးကံဆိုတာအကြောင်းတစ်ခုသာလည်းဖြစ်တယ်ကျန်တာတွေကအများကြီးလူလုပ်လို့ရတာတွေအများကြီးရှိတယ်နော်တချို့ကကံချပြီးတော့ဘာမှကိုမလုပ်ဘဲနဲ့နေတဲ့လူမျိုးကလည်းရှိသေးတယ်အဲ့ဒါကြတော့မှားတယ်အဲ့ဒါမိစ္ဆာယူဝါဒလို့ခေါ်တယ်ပုပ္ပိကတဟေတုဒိဋ္ဌိသူကဘယ်လိုယူဆတော့ဆိုရင် fatalism လို့ဟာမျိုးပေါ့လေဘယ်အရာပဲဖြစ်ဖြစ်ကံကအဆုံးဖြတ်ပေးတာငါဒီဘဝဖြစ်လာတာလဲကံဆင်းရဲတာလဲကံပဲငါဘာမှလုပ်လို့မရဘူးအတိတ်ဘဝကံကြောင့်ဖြစ်တာဒီဘဝကြုံရတွေ့တဲ့မြတ်တွေအကုန်လုံးဟာကံကြောင့်ဖြစ်တာလို့ယုံကြည်လို့ရှိရင်ပုပ္ပိကတဟေတုဒိဋ္ဌိတဲ့အဲ့ဒီအယူဆတရားဝင်သွားလို့ရှိရင်ထိုပုဂ္ဂိုလ်ကကြီးပွားတိုးတက်ရေးလမ်းပိတ်သွားတာဘုရားရဲ့ကမ္မဝါဒနဲ့လည်းမညီဘူးအဲ့ဒါမိစ္ဆာအယူဝါဒတစ်မျိုးဖြစ်သွားတယ်ကံနဲ့ပတ်သက်ပြီးတော့ကံကိုလက်ခံတိုင်းတမာဒိဋ္ဌိမဖြစ်ဘူးနော်မှန်ပါပါဗျာမှန်ကန်တဲ့လမ်းကြောင်းနဲ့လက်ခံဖို့လိုတယ်တခါတော့ကအဲ့ဒီပုပ္ပိကတဟေတုဒိဋ္ဌိနဲ့ပတ်သက်ပြီးတော့သီဝကဆိုတဲ့ပြပိုက်ကြီးကမြတ်စွာဘုရားစီလာတယ်ရှင်ဘုရားတဲ့တချို့ကဟောလိပြောလိရှိတယ်တဲ့ဒီဘဝမှာဒုက္ခဒုက္ခတွေ့ကြုံခံစားရသမျှအတိတ်ကလှုပ်ခဲ့လို့အတိတ်ကလှုပ်ခဲ့တဲ့ခံကြောင်းလို့ပြောကြတယ်ဗျာတဲ့ဒီအချက်ရောအရှင်ဘုရားဘယ်လိုပြောမလို့လို့ဆိုတော့မြတ်စွာဘုရားကတိဝကရမင်းမဲ့စဉ်းစားကြည့်ပေါ့တဲ့နော်လောကမှာကိုလက်တွေ့မြင်ရတဲ့အကြောင်းတရားတွေအများကြီးရှိတယ်ဥပမာမဲ့ယောဂဖြစ်တာတိကျကြောင့်ဖြစ်တာရှိတယ်အေးတဲ့ထွက်လို့နှာစေးချောင်းဆိုးဖြစ်တာရှိတယ်အပူမီးလို့ဖြားတာရှိတယ်အမျိုးမျိုးရှိတဲ့နဲ့ဖြားတာတွေဟာအကုန်လုံးချောင်းဆိုးတာလည်းပဲကံကြောက်မယ်ဖြားတာလည်းကံကြောက်မယ်လို့ဒီလိုပြောရင်လက်တွေ့ကိုညှင်းပယ်ရရောက်တာပေါ့တဲ့ကံဆိုတာအကြောင်းတစ်ခုပဲတဲ့ဟောကံဆိုတာအကြောင်းတစ်ခုဒီလူဟာချောင်းဆိုးပြီးတော့အေးပတ်တာအေးတဲ့ထွက်လို့လေသူအကာအကွယ်မလုပ်လို့ဖြစ်တာပေါ့အပူထဲသွားလို့သူအဖျားဝင်တာပေါ့ဟောမတည့်တာတွေစားလို့သွေးတိုးတာတွေဖြစ်တာပေါ့စီးကြိုရှိမှန်းတည်းတဲ့နဲ့တရားတွေအချိုတွေနင်းကန်စားလို့ဖြစ်တာပေါ့ဒါပစ္စုပန်ကံနဲ့ပါဆိုင်လေဒါမြတ်စွာဘုရားကတကယ်ကိုလက်တွေ့သမားနော်လက်တွေ့ကြကြအဲ့တော့အကြောင်းကံတစ်ခုတည်းလို့မယူဆရဘူးအကြောင်းတွေအများကြီးရှိခုနတရက်ပင်လေးအပင်ပေါက်တာပဲကြည့်တရက်စီကအကြောင်းတစ်ခုပဲသူတစ်ခုတည်းနဲ့ဘာမှဖြစ်ဘူးမြေနဲ့ရေနဲ့ပေါင်းမှဖြစ်တယ်အဲ့ဒါလိုပဲအကြောင်းတရားဆိုတာအများကြီးရှိတယ်လို့လက်ခံရမယ်ဘာဖြစ်ဖြစ်ကံ့ကြောင့်ဆိုတဲ့ဟာလက်ခံစရာအကြောင်းမရှိဘူး